ကျမဆွေတင်းမိသက်သမီးအားလုံးမင်္ဂလာပါနော်ကျမဆွေတင်းမိသက်သမီးတွေကိုဒီတစ်ပတ်ကလာမှာတွေ့ကြအောင်မယ်ကကျမအစိုးကောက်နေတဲ့အတူဆောင်းရှောင်းရံလေးတွေကိုလည်းပြပြပေးသွားမှာဖြစ်ပါတယ်တင်းမိသက်သမီးတွေအတွက်ကြောက်ရောက်လာတဲ့ကက်နမစ်ကလေးကတော့တေမင်းဆိုတဲ့ကက်နမစ်ကလေးပဲဖြစ်ပါတယ်ကက်နမစ်ကလေးကတင်းမိသက်သမီးတွေကဒီကလာလေးထဲမှာမိမိကလုပ်ငန်းကငန်းကိစ္စတွေမှာမိမိကအကြံစီတစ်တွေစိတ်ကူးတစ်တွေပေါ်လာတာမျိုးလေးတွေမိမိကအချိတ်ဆက်တစ်တွေအချိတ်ဆက်ကောင်းနေမိမိထံကိုဆက်သွယ်ရောက်ရှိလာတာမျိုးလေးတွေနဲ့တွေ့ကြအောင်တတ်တယ်မိမိကလက်ရှိလုပ်နေတဲ့အလုပ်ကနေပြီးတော့ပဲလက်ရှိအလုပ်ကိုလည်းလုပ်ရမယ်မိမိကတခြားသောအလုပ်အသစ်တစ်ခုကိုလည်းပေါ့နော်တွဲဖက်ပြီးတော့လုပ်ရတာမျိုးလေးနဲ့တွေ့ကြအောင်တတ်တယ်တင်းမိသားသမီးတွေကဒီကာလလေးထဲမှာမိမိကငွေကြေးနဲ့ပတ်သက်ရင်ငွေဝင်နေတတ်တယ်လက်ရွှင်နေတတ်တယ်မိမိကမျော်လင့်မထားတဲ့ငွေကြေးတွေပေါ့နော်မိမိထံကိုရောက်ရှိလာတာမျိုးလေးတွေမိမိရတင်ရထိုက်တဲ့ငွေကြေးတွေမိမိမျော်လင့်မထားဘဲနဲ့ရရှိတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်တင်းနေသက်သမီးတွေကဒီကာလလေးထဲမှာမိမိကမြေကိစ္စအမွေကိစ္စရင်နဲ့ပတ်သက်ရင်လည်းကံကောင်းနေတတ်တယ်မိမိကမြေဝင်လာတာမျိုးလေးတွေအမွေကိစ္စနဲ့ပတ်သက်ရင်လည်းဝေစုခွဲရင်မိမိဝေစုကပို့ပြီးတော့များတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်မိမိကမြေကိစ္စအမွေကိစ္စရင်နဲ့ကံကောင်းရရှိတတ်တယ်ကံကောင်းတတ်တယ်တင်းနေသက်သမီးတွေကဒီကာလလေးထဲမှာမိမိကအမှုအခင်းကိစ္စရင်နဲ့ပတ်သက်ပြီးတော့လည်းမိမိကိုယ်တိုင်ပေါ့နော်ပါဝင်ပတ်သက်ရတာမျိုးလေးတွေဒါမှမဟုတ်ရင်လည်းမိမိကသူများရဲ့အမှုအခင်းကိစ္စတွေထဲမှာပေါ့နော်မိမိကကြားဝင်ပြီးတော့တက်တည်လိုက်ပေးရတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတဲ့အတွက်ကြောင့်ဒါကိုထူးသတိထားရမယ်ဂယူးဆိုင်ရမယ်တင်းနေသက်သမီးတွေကဒီကာလလေးထဲမှာမိမိတို့ရဝေးမှာရှိတဲ့ဆွေတွေမျိုးတွေတူးတယောက်ထန်ကနေပြီးတော့ပေါ့နော်စီုံစီကန်ရောက်တာတို့နေထိုင်မကောင်းဖြစ်တာတို့အသေးအတန်ဖြစ်တာတို့ဒီလိုသတင်းမျိုးလေးတွေလည်းကြားတတ်တဲ့အတွက်ကြောင့်ဒါကိုအထူးသတိထားရမယ်ဂယူးဆိုင်ရမယ်တင်းနေသက်သမီးတွေကဒီကာလလေးတွေမှာချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ချစ်သူအိမ်အောင်ဘက်နဲ့မိမိနဲ့အဆင်မပြေဖြစ်တာမျိုးလေးတွေကြောက်ကစားဖြစ်တာမျိုးလေးတွေသူနဲ့ကိုယ်နဲ့ကြားမှာပေါ့နော်ကြားလူဝင်ရောက်နှောက်ယှက်တာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတဲ့အတွက်ကြောင့်ဒါကိုသတိထားရမယ်ဂယူးဆိုင်ရမယ်တင်းနေသက်သမီးတွေကဒီကာလလေးတွေမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အထွေထူးစိုးရိမ်စရာမျိုးတော့မဟုတ်ပေမဲ့ဒူးနာတာခါနာတာမကြာခဏဖြစ်တတ်တဲ့အတွက်ကြောင့်ဒါကိုတော့မိမိကသတိထားတဲ့နဲ့ဒီခုနေသက်သမီးတွေကဒီကာလလေးထဲမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမိမိရဲ့မွေးနေ့တိုင်းမှာတာကူတပကံဆက်ကလူရန်ချင်းဖြစ်မိမိရဲ့ကံဉဏ်ခိုက်တရားပြပြောက်သွားစေမယ်လက်ကီးကာလလေးကတော့မီကိုရောင်တို့ဝါရောင်တို့ကတော့လက်ကီးကာလလေးပဲဖြစ်ပါတယ်6ကနန်း4ကနန်း3ကနန်းနေရတော့မိမိရဲ့လက်ကီးကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်းကြီးချက်မို့ပါနောက်ဗီဒီယိုလေးကျမပြန်ဆောင်မယ်နော်ကျမဆွေတင်းနေသက်သမီးလေးကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီလာတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေလို့ကျမဒီကနေပြီးမေတ္တာပြုဆုတောင်းပေးလိုက်ပါတယ်နော်